နောက်ကျသွားပြီဆိုတဲ့အရာမျိုးကလေဘလို့နောက်ကျခြင်းမှမကောင်းအတိနောက်ကျတာပြောဖို့နောက်ကျတာအမျိုးမျိုးပေါ့အဲ့ဒါကြောင့်လူတွေကပြောကြတာမနှက်ဖန်ဆိုတာမသိကြလို့ချစ်တဲ့သူကိုချစ်ချောင်ပြောကြဖို့လေဘဝမှာကိုလုံးဝနောက်ကျသွားပြီဆိုပြီးယူကျုံမရဖြစ်ခဲ့ရဆုံးကရေစားဥကိုဆုံးရှုံးလိုက်ရခြင်းပဲကိုမမီတလောက်ဆိုရင်လေကိုပတ်သက်ခဲ့မှုသမျှလူတွေထဲမှာသူကကို့ဘောအကောင်းဆုံးလို့ပြောလို့ရတယ်အမြဲတမ်းလေးပြောဖြစ်တယ်အချစ်ခံရပါတယ်ဆိုရဲခံစားချက်ကိုရေစားဥနဲ့ရလွင်တခြားဘသူစီကမှမရဘူးလို့လေအဲ့ဒီတော့ကိုမချိုက်တဲ့ကိစ္စတစ်ခုကြောင့်ကိုတို့လမ်းခွဲလိုက်ကြပြီမယ်ပြန်တွဲလိုက်ပြန်ကွဲလိုက်ပဲအမြဲဖြစ်နေခဲ့တာ2018မှာကိုအဆောင်ဝင်တော့ကိုရိုနှစ်ယောက်ကပြည့်နေကြပြီဆိုပေမဲ့ကိုအဆောင်ထိမုတ်တွေလာပို့ပေးသေးတာတောက်လျှောက်အလိုပြဿနာရှာလိုက်တယောက်နဲ့တယောက်ရွေးလိုက်လုပ်နေကြပြီမဲ့ကိုလိုအဲ့လိုရှိရင်သူအမြဲရှိပေးခဲ့တာပဲကိုကကြောင်းတက်ချိန်မှာဖုန်းသုံးလို့မရလို့ကိုဖုန်းအရန်သုံးချင်နေမှန်းသိလို့သူ့ဖုန်းကိုစီ2ရက်လောက်လာပေးထားတာပဲသူမသုံးမေးလေကိုစိတ်အောင်တက်ရတော့လေကိုချိုက်တဲ့မုတ်ထုတ်ကြီးကိုဂိုင်ပြီးသူရောက်လာခဲ့တာပဲဒါတောင်တင်းမာနေကြတဲ့အချိန်အမြဲအရွယ်တိုက်နေကြပြီမဲ့လေကိုမတ်မိတလောက်ကိုမတ်ညံနေမှာဆိုသူဟာကိုငိုရန်သူပါမျက်ရည်ကြတဲ့လူသားမျိုးတခါကိုနဲ့အိမ်နဲ့ပြဿနာတက်တော့ကိုကငိုရင်းနဲ့သူ့ကိုပြောတာသူပါကိုနဲ့အတူမျက်ရည်လိုက်ကြလိုက်သေးတာနောက်တော့ကိုရပြဿနာတစ်ခုဖြစ်ကြတယ်ဘာအကြောင်းရည်လို့တော့ကောင်းကောင်းမမိသူကကိုကိုအရွယ်တိုက်ပြီးကိုပေးခဲ့ဘူးတဲ့လက်ဆောင်ဘော့စ်လေးကိုအမိုက်ကားထဲထည့်လိုက်ပြီးလို့ပြောခဲ့တာအဲ့ဒီနောက်ပိုင်းကိုသူ့ကိုလုံးဝမဆက်သွဲတော့ဘူး2019နှစ်တဝက်စာလောက်ကကိုရန်ကုန်မှာရှိနေခဲ့တာအဲ့တော့တခါသူဆက်သွဲတာမမိပေမဲ့ကိုကအဆက်သွဲမလုပ်ခဲ့တာချင်ပါတယ်2020မှာလွိုက်ကောပြန်ရောက်ပြီးအဆောင်ပြန်ဝင်တော့ကိုအဲ့ဒီမနက်အဆောင်ဝရန်နာမှာစာချက်နေရဲ့ချင်းသူ့ရဲ့စိုက်ကရဲ့အနောက်မှာကောင်မလေးတယောက်နဲ့သူဖြတ်မောင်းသွားတာကိုမြင်လိုက်တာအဲ့ဒီတော့ကတော့အော်သူပြောခဲ့တဲ့အတိုင်းပဲသူတကယ်ကောင်မလေးရနေပြီပျော်နေပြီဘောလို့ပဲတွေးလိုက်တာကိုဆယ်ရန်ပြီးအဆောင်ကထွက်တာတော့သူ့ကိုလုံးဝမဆက်သွဲတော့ဘူးကိုလေးကိုဘဝနဲ့ကိုရှေ့ဆက်ပါပဲကိုဗစ်တွေဖြစ်ကြတော့ခယူးဆိုင်ပါဆိုတဲ့စကားတော့ကိုတော့မပြောခဲ့ဘူးဒါပေမဲ့ကိုရီနေမျိုးကချင်းလေးဆိုင်အသစ်တစ်ဆိုင်ဖွင့်တာ Facebook ပေါ်မှာတက်လာတော့အဲ့ဒီဆိုင်ရဲ့ page profile ပုံကိုကြည့်ပြီးသူပဲဆိုတာတန်းကြည့်ခဲ့တာတကယ်လဲသူ့အတွက်ဝမ်းသာခဲ့ရသေးတာပဲနောက်2021ရောက်တော့နိုင်ငံရေးကိစ္စတွေဖြစ်နေရတာကိုသူနဲ့တခါမှမစုံမိတော့ဘူးဆက်လည်းမဆက်သွဲဖြစ်တော့ဘူး social media တွေကစကိုဝင်မချက်ကြည့်ခဲ့ဘူးမမေ့ပြပြောက်ပဲကိုဟာနဲ့ကိုမာနာနဲ့ကိုရှေ့ဆက်နေခဲ့တာသူလည်းကိုလိုပဲမမေ့ပြပြောက်နဲ့သူ့ဘဝအတွက်သူစူးစမ်းနေခဲ့တော့ပါရဲ့2020နဲ့ကိုရန်ကုန်ရောက်ပြီးတိတ်မကြနဲ့စပိုင်းတော့မှာကိုတကယ်ချင်းပို့လာတဲ့ message ကတကယ်ကိုတခါမှမတွေးမိမမျောလင့်ခဲ့ဘူးတဲ့အရာပဲအဲ့ဒီဆိုင်ကသူ့ဆိုင်လားဆိုင်ရှင်ကဆုံးသွားပြီလို့ပြောတယ်ကိုဘလို့မှမထင်မှတ်ထားတဲ့စကားပဲအဲ့ဒီကကိုပေးနာမှာအဲ့ချိန်ကကိုတွဲနေတဲ့ကောင်းလေးရဲ့ဘေးမှာရှိနေခဲ့ပြီမဲ့ဘလို့မှမျက်ရည်ကိုထိန်းလို့မရခဲ့ဘူးမဟုတ်ပါစေနဲ့လို့အချိန်ချင်းဆွတ်တောင်းရင်ကိုငိုမိခဲ့သေးတာငါဘာလို့ဒီလောက်ဆိုးတဲ့ခစ်ကြီးတဲ့သူ့ကိုဂယုဆိုင်ပါဆိုတဲ့စာလေးတောင်မပို့နိုင်ခဲ့ရတာလေလို့ကိုအချိန်ချင်းမေးခွန်းထုတ်ပြီးအပြစ်တွေတင်မိရနောက်ကြတော့ကိုပြန်သိလိုက်ရတာလေအဲ့တော့ကိုအဆောင်ရှိမှသူနဲ့သူဖြတ်သွားတဲ့လူကသူ့ကောင်မလေးမဟုတ်ပဲသူ့ညီမလေးဖြစ်နေခဲ့တယ်ဆိုတာကိုပါပဲဒါပေမဲ့ကိုသိလိုက်ရတဲ့အချိန်ကအရာရာနောက်ကျသွားပြီဘာမှပြင်ယူလို့မရတော့ဘူးသူ့ကြောင့်ကိုအကြောင်းအမြဲရင်ပွင့်ပြောပြခဲ့ဘူးကြတော့သူဟာတော်ပါတယ်ဆိုတဲ့စကားကိုသူ့ကိုမပြောခဲ့လိုက်ရဘူးတခါကသူ့တငယ်ချင်းတွေကသူနဲ့ပတ်သက်တဲ့ post လေးတင်တာတွေ့ရင်ကိုခဏလောက်တော့အမြဲမှိုင်းတွေးနေမိတာကိုဟာတတိရတာလားနောင်နာရတာလားကိုကမဝေခွဲတက်ချက်ချောင်းတွေရောက်ဖြစ်တဲ့အခါတိုင်းနဲ့သူ့အတွက်ဆူတောင်းမိပါသေးတယ်နောင်ဘဝဆိုတာကိုမယုံပေမဲ့လေနောင်ဘဝဆိုတာသူ့အတွက်ရှိခဲ့ရင်အများကြီးပိုပျော်ရွှင်ရီမောရတဲ့လူသားလေးတစ်ယောက်ဖြစ်စေနိုင်မှုလေတခါကတတိယလို့တွေးမိရဲ့အခါကိုဟာအရာရာနောက်ကျသွားပြီစာပို့မရဖုန်းဆက်မရစကားလေးပြောလို့မရဘာမှလုပ်လို့မရတော့တဲ့ကိုယ့်ရဲ့နောက်ကျခြင်းပဲဒါပေမဲ့တေးကြတာတစ်ခုကတော့ကိုဘဝရဲ့အစိပ်ပိုင်းတစ်ချို့မှာသူရှိခဲ့တာကြောင့်
ပျော်ရွှင်ခဲ့ရတယ်ဆိုတာပါပဲနောက်တော့သူ့ရဲ့ Facebook social media ကိုဝင်ကြည့်ဖြင့်ကိုသိလိုက်ရတာတခုပါလေသူဟာဘယ်တော့မှကိုပေးထားတဲ့လက်ဆောင်ဘောက်စတွေကိုပြတ်မထုတ်ခဲ့ဘူးဆိုတာပါပဲ